ရခိုင်ဒေသဆိုတာကတော့ဒီနှစ်ထောင်ချီပြီးမှအချုပ်အခြာအာဏာပိုင်နိုင်ငံတော်တစ်ခုဖြစ်ပါတယ်ဒီဘင်းနိုင်ငံတစ်ခုဖြစ်တယ်ကျွန်တော်တို့ရခိုင်လူမျိုးအားလုံးပေါ့ကျွန်တော်တို့အဖိုးကြီးတွေကအစတနေ့နေ့တစ်ချိန်ချိန်မှာကျွန်တော်တို့ရခိုင်လူမျိုးများဟာဒီမြေပေါ်မှာလွတ်မြောက်ပြီးမှဂုဏ်သိက္ခာရှိတဲ့ဒီအရင်လိုဘဝမျိုးတောင့်တကြတယ်ဒါရခိုင်လူမျိုးတယောက်ချင်းစီရဲ့ရင်ထဲမှာအနက်ဆိုင်ဆုံးဒီရှိတဲ့ဒီဆန္ဒလည်းဖြစ်တယ်နိုင်ငံရေးအဖြစ်ဆိုရင်လည်းကျွန်တော်တို့ရခိုင်တယောက်ချင်းစီရဲ့ဒီအလိုလားဆုံးသောနိုင်ငံရေးမျှော်မှန်းချက်ဖြစ်တယ်ကျွန်တော်တို့ကဒီရာခိတာလန့်စင်လို့ပြောလိုက်ပေမဲ့ရခိုင်ဒေသမှာရခိုင်လူမျိုးတစ်ခုတည်းဗုဒ္ဓဘာသာတစ်ခုတည်းကိုစားပြုတဲ့အတုံးလုံးမဟုတ်ပဲနဲ့ရခိုင်ဒေသမှာနေထိုင်တဲ့လူမျိုးမခွဲဘာသာမခွဲလူမျိုးပေါင်းစုံအတွက်လွတ်လပ်တဲ့တရားမျှတတဲ့ကြီးသည်ငယ်သည်မခွဲခြားပဲနဲ့ဒီငြိမ်းချမ်းတဲ့အနာဂတ်ကိုအတူတကွဖန်တီးမယ်ဆိုတဲ့လူမျိုးရေးအမြင်ထက်ခြေပြန့်တဲ့အသွေးခေါ်နဲ့ကျွန်တော်တို့ပြောဆိုနေတဲ့လမ်းစဉ်ကိုဆိုလိုတာဖြစ်ပါတယ်